နဲ့ပတ်သက်လာတဲ့အခါမှာကံရဲ့အကျိုးတရားကိုမရှိဘူးလို့ညင်းပယ်တဲ့အမြင်ဟာအကုသိုလ်ကံတရားရဲ့အကျိုးတရားတွေရှိတယ်လို့လက်ခံတဲ့အမြင်ဟာကုသိုလ်လို့ဒီလိုဆို။ဘာကြောင့်ကုသိုလ်အကုသိုလ်အဲ့ဒီနေရာမှာခွဲတယ်လဲလို့ဆိုလို့ရှိရင်ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့အကျိုးတရားဟာဘာမှမရှိဘူးလို့ညင်းပယ်ထားတဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဒီကောင်းတာလုပ်မှာမဟုတ်ဘူးမကောင်းတာပဲလုပ်မှာအဲ့ဒါလို့မဟုတ်ဘဲနဲ့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ကံတရားရဲ့အကျိုးကိုလက်ခံတဲ့ပုဂ္ဂိုလ်ကတော့အေးငါမကောင်းတာလုပ်ရင်ငါမကောင်းတာတွေဖြစ်မှာပေါ့ငါကောင်းတာပဲလုပ်မှဖြစ်မှာပဲငါကကောင်းစားချင်တာကိုချမ်းသာချင်တာဆိုတော့ကောင်းတာလုပ်မှလို့ဆိုလူတော်လူကောင်းဖြစ်သွားတယ်အဲ့ဒီအမြင်ဟာမတူဘူးလို့အမြင်နှစ်ခုပြောင်းတာနဲ့လူတော်လူကောင်းဖြစ်တာနဲ့နော်လူမိုက်ဖြစ်သွားတာဒီနှစ်ခုကွဲပြားခြားနားသွားအဲ့ဒါကြောင့်မလို့ကုသိုလ်အကုသိုလ်ဆိုဒီမှာအပင်ငယ်ကြတာကြီးပဲမဟုတ်ဘူးဒီဘဝမှာမှန်ကန်တဲ့လမ်းကြောင်းပေါ်ယက်တည်နေပြီးတော့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတတ်လို့ရှိရင်ကုသိုလ်ကောင်းကျိုးချမ်းသာတွေကိုမဖြစ်စေတတ်ဘူးဆိုအကုသိုလ်လို့ဒီလိုသတ်မှတ်ပြီးတော့မြတ်စွာဘုရားဟောတာ